ကျွန်တော်ကံမကောင်းလို့အိမ်ခေါင်မိုးပေါ်ကနေမတော်တဆပြုတ်ကျသွားတယ်လမ်းသွားလမ်းလာတယောက်ကိုတော့မတော်တဆတိုက်မိသွားတယ်ပေးရမယ့်ရော်ကြီးငွေများတာကိုစဉ်းစားရင်ပိုပြီးစိတ်ပြတ်အားငယ်သွားတယ်ဒါပေမဲ့ရဲတွေကသားကောင်ကိုပြန်ထုတ်ပေးတဲ့အခါသူကအမှန်တကယ်အလိုရှိနေတဲ့ရာဇဝတ်သားတယောက်ဆိုတာအံ့ဩစရာကောင်းတော့အောင်သိလိုက်ရတယ်ရဲတွေကသူ့ကိုမြ မြန်ဖမ်းလိုက်တယ်ရော်ကြီးပေးစရာမလိုယုံသားမကဒေါ်လာ2000စုငွေပါရခဲ့တယ်ကံကောင်းသွားပြီလို့ထင်ခဲ့ပေမဲ့အိမ်ပြန်လန်းမှာမတော်တဆခြေချင်းဝလိန်ပြီးလဲကျသွားတယ်ကံကောင်းထောက်မှစွာပဲကျွန်တော်မြန်တုတ်ပြန်နိုင်ခဲ့ပေမဲ့မိမိဖြတ်မောင်းလာတဲ့ကားတစ်စီးကရုတ်တရက်ကျွန်တော်ကိုဝင်တိုက်မိပြီး10မီတာလောက်လွင့်စင်သွားတယ်ကားမောင်းသူကကျွန်တော်ကိုစစ်ဆေးဖို့ချက်ချင်းထွက်လာတယ်ကံကောင်းထောက်မှစွာပဲကျွန်တော်ထိခိုက်ဒဏ်ရာရတာမရှိဘူးသူမကိုတောင်းပန်ဖို့တောင်းဆိုခဲ့ပေမဲ့သူမကညှင်းဆိုခဲ့တယ်အဲ့ဒီအစားသူမကရော်ကြီးငွေကိုဒေါ်လာ9000ကနေ3000အထိတိုးမြင့်ပေးခဲ့တယ်ကျွန်တော်ကခိုင်မာစွာပဲမင်းကငါ့ရဲ့ဂုဏ်သိက္ခာကိုစော်ကားနေတာလို့ပြောခဲ့တယ်ဒါပေမဲ့သူမကရော်ကြီးငွေကိုဒေါ်လာ9000အထိတိုက်ရိုက်တိုးမြင့်ပေးခဲ့တယ်အဲ့ဒါကိုကြားတော့ကျွန်တော်ရဲ့ဂုဏ်သိက္ခာကိုအသုံးချဖို့အချိန်တန်ပြီလို့ချက်ချင်းခံစားလိုက်ရတယ်ဒါနဲ့ကျွန်တော်သူမနဲ့တငယ်ချင်းဖြစ်ချင်တယ်လို့ပြောလိုက်တယ်မကြခင်မှာပဲဒေါ်လာ9000ရော်ကြီးရခဲ့တယ်အိမ်ပြန်ရောက်တော့အဲ့ဒီနေ့ကဖြစ်ပျက်ခဲ့တာတွေအားလုံးကိုမိသားစုကိုပြောပြလိုက်တယ်ကျွန်တော်ရဲ့ကန်ဆိုးမှုတွေပြီးဆုံးသွားပြီလို့ကြေညာပြီးညစာစားပွဲမှာသူတို့နဲ့အတူပါဝင်ဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့နောက်ဆုံးအကြိမ်သူတို့နဲ့အတူစားတော့ကစပွဲကိုလှန်လိုက်ရုံနဲ့သူတို့ကကျွန်တော်ကိုမယုံကြဘူးကျွန်တော်အထူးဝယ်ပေးထားတဲ့ရွှေဆွဲကြိုးကိုထုတ်လိုက်တယ်နောက်ဆုံးတော့ကျွန်တော်ရဲ့ကန်ဆိုးမှုတွေပျောက်ကွယ်သွားပြီလို့သူတို့ယုံကြည်သွားကြတယ်ဒါကြောင့်သူတို့ကကျွန်တော်ရဲ့တောင်းဆိုချက်ကိုသဘောတူခဲ့ကြတယ်ဒါပေမဲ့စပွဲမှာထိုင်လိုက်တာနဲ့ထိုင်ကုန်ခြေတော့ကျိုးသွားတယ်ထိတ်လန့်တကြားနဲ့စပွဲကိုပြန်လှန်လိုက်တယ်ဒါကြောင့်မင်းရဲ့ကန်ဆိုးမှုတွေပျောက်ကွယ်သွားပြီလို့မင်းခေါ်တာကိုကျွန်တော်တို့မှာအတင်စားခောက်ဆွဲချောက်တွေပဲစားရတော့မယ်ဒါပေမဲ့အတင်စားခောက်ဆွဲချောက်တွေကိုဖွင့်လိုက်တဲ့အခါအထဲမှာအရသာမှုန့်ထုတ်မပါသေးဘူးအစောပိုင်းကကံကောင်းခဲ့တာတွေကမှားယွင်းမှုတစ်ခုပဲလားလို့တွေးမိတယ်အဲ့ဒီအချိန်မှာပဲရေတောက်နေရင်လေပင်ညှစ်မိပြီးပထမဆုရခဲ့တာကိုသိလိုက်ရတယ်ကျွန်တော်အပေါ်ကန်ဆိုးမှုတစ်ခုခုဖြစ်တိုင်းကံကောင်းခြင်းဆုလက်တစ်ခုပေါ်လာမယ်ဆိုတာသဘောပေါက်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူဆိုးတစုကအိမ်ကိုရောက်လာတယ်သူ့ညီမရဲ့သားနေမကောင်းဖြစ်ပြီးခွဲစိတ်ကူတာဖို့လိုအပ်တယ်ဆိုတာသိလိုက်ရတယ်ဒါကြောင့်သူတို့ကငါးမန်းတကောင်စီကဒေါ်လာ9သိန်းချေယူထားတယ်အခုတော့ဒေါ်လာ1တန်းပြန်ဆက်ရတော့မယ်ကျွန်တော်ရဲ့ရောက်ဖက်ကအချိန်ပိုပေးဖို့တောင်းပန်ပေမဲ့လူဆိုးတွေကကျွန်တော်ညီမစီအာယုံပြောင်းသွားတယ်ကျွန်တော်ကချက်ချင်းဝင်ထားပြီးပတ်စံပြန်ဆက်မယ်လို့ကတိပေးပြီးကျွန်တော်ညီမကိုမနှောက်ယှက်ဖို့ပြောပေမဲ့ကျွန်တော်ပြန်ဆက်နိုင်မယ်လို့ဘယ်သူမှမယုံကြဘူးအထူးသဖြင့်ကျွန်တော်ရဲ့ကန်ဆိုးမှုကမြို့ထဲမှာလူသိများတာကြောင့်ပါလူဆိုးကကျွန်တော်ကိုယ်တော်နှောင်ပြောင်ပြီးပတ်စံပြန်ဆက်နိုင်ရင်သူကိုယ်တိုင်ဦးမြုပ်ပြီးတောင်းပန်မယ်လို့ပြောခဲ့တယ်ကျွန်တော်ချက်ချင်းသဘောတူခဲ့တယ်ပြီးတော့အခန်းထဲမှာခြေချင်းဝတ်ကိုတမင်တကာလိမ့်နေပေမဲ့ဘာမှမဖြစ်ဘူးကျွန်တော်ခေါင်းကိုနယံနဲ့အပြင်းထန်ဆောက်မိပေမဲ့ကံမကောင်းခဲ့ဘူးဒါကိုမြင်တော့လူဆိုးကကျွန်တော်ရဲ့အကြွေးတွေကြောင့်ယူသွားပြီလို့ထင်ခဲ့တယ်ကျွန်တော်ရဲ့ကံကောင်းမှုကဘာလို့မစသေးတာလဲလို့တွေးနေတော့မှပဲပလင်းတစ်လုံးကိုမတော်တဆနှင်းမိပြီးစပွဲကမှောက်သွားတယ်တုန်ခါမှုကြီးကြောင့်ညနေချက်မီးအိမ်ပြိုကျသွားပြီးနေရန်တောင်အကွဲသွားတယ်နေရန်ထဲမှာဝတ်ထားတဲ့ရွှေတွေပြုတ်ကျသွားတယ်လူတိုင်းအံ့အားသင့်သွားကြတယ်ပြီးတော့ကျွန်တော်ရွှေချောင်းနှင်းငယ်ကိုကောက်ယူပြီးအနိုင်ကျင့်သူကိုပေးလိုက်တယ်သူကရွှေချောင်းတွေကိုယူသွားပြီးသူ့လက်အောက်ငယ်သားကိုစားချုပ်ထုတ်ခိုင်းပြီးကျွန်တော်ကိုတောင်းပန်ခဲ့တယ်ပြီးတော့သူ့လူတွေနဲ့အတူထွက်သွားခဲ့တယ်နှစ်20ကျော်အတွင်းပထမဆုံးအကြိမ်ဖြစ်လေဒီလက်ကနောက်ဆုံးတော့ကျွန်တော်ဘက်မှာရှိနေခဲ့တယ်ဒီဟာကိုတင်နှစ်သက်ရင်ဖော်လို့လုပ်ဖို့မမေ့ပါနဲ့